လူတယောက်တည်းကလန်ခီမှာရွှေတွေအလွန်အကျွံပေးကမ်းခဲ့လို့နိုင်ငံတစ်ခုလုံး12နှစ်နီးပါးစီးပွားရေးပြက်ကိန်းစိုက်သွားခဲ့ဘူးလေဆိုတာသင်ယုံပါလားရုပ်ရှင်တွေထဲကထက်တောင်ပိုပြီးစမ်းကြယ်လွန်တဲ့ဒီဖြစ်ရဟာကမ္ဘာသမိုင်းမှာတကယ်ရှိခဲ့ဘူးတာပါဒီနေ့မှာတော့သမိုင်းပညာရှင်တွေအားလုံးကကမ္ဘာသမိုင်းတစ်လျှောက်အချမ်းသာဆုံးရွှေအများဆုံးပိုင်ဆိုင်တဲ့လူသားလို့တင်းကြီးတင်းညွတ်ထက်သတ်မှတ်ထားတဲ့14ရာစုကအာဖရိကရဲ့ရွှေဘီရင်ကြီးမန်ဆာမူဇာအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်လက်ရှိခေတ်ကာလငွေကြေးတန်ဖိုးနဲ့ခံမှန်းမယ်ဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာဘီလီယံ400ကျော်အထက်မှာရှိပါတယ်1312ခုနှစ်မှာမာလီအင်ပါယာရဲ့ဘီရင်ဖြစ်လာတဲ့မန်ဆာမူဇာဟာကန်တရားရဲ့မျက်နှာသာပေးမှုကိုအပြည့်အဝရရှိခဲ့တာပါဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကကမ္ဘာတဝန်းလုံးအသုံးပြုနေတဲ့ရွှေစုစုပေါင်းရဲ့ထက်ဝက်နီးပါးဟာမန်ဆာမူဇာအပိုင်စားရတဲ့နယ်မြေတွေကနေထွက်ရှိနေလို့ပဲဖြစ်ပါတယ်ရွှေတွေမကပါဘူးအဲ့ဒီခေတ်ကရွှေနဲ့တန်ဖိုးချင်းတူညီတဲ့စာတထုတွင်နေနဲ့ဂန္ဓာရဖြတ်ကျော်ကုံသွေးလမ်းကြောင်းကြီးတွေကိုပါသူကတယောက်တည်းအပိုင်ချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မာလီနိုင်ငံရဲ့တောနက်ထဲမှာဘရင်တစ်ပါးရှိနေတာကိုတော့ကဘာကြီးကချက်ချင်းမသိခဲ့ပါဘူး1324ခုနှစ်မန်ဆာမူဇာအသက်44နှစ်အရွယ်မှာတော့တကဘာလုံးပါဇက်အောင်သားဖြစ်သွားရမယ်အခမ်းအနားဆုံးပြပွဲကြီးစတင်ခဲ့ပါတယ်အစ္စလမ်ဘာသာဝင်ဖြစ်တဲ့မန်ဆာမူဇာဟာမြင့်မြတ်ရာမက္ကာမြို့ကိုဖျားဘူးခီးစဉ်ထွက်ခွာခဲ့ပါတယ်ဒီခီးစဉ်ဟာဖျားဘူးခီးစဉ်နဲ့မတူပဲရွှေတောင်ကြီးတစ်ခုလုံးရွေလျားနေသလိုပါပဲသူနဲ့အတူခြံရံလိုက်ပါသွားတဲ့စစ်တီတော်တွေမူမတ်တွေနဲ့အစီကန်တွေပါဝင်လူအင်အားဟာ6000ကျော်ရှိပါတယ်ထူးခြားတာကရွှေဝစ်စုံတွေဝစ်ဆင်ထားတဲ့အစီကန်ကောင်းလေး900ကျော်ဟာရွှေပြည့်စီချဲထားတဲ့ရွှေဒုက္ကောက်ကြီးတွေကိုကင်ပြီးရှေ့ကနေလမ်းရှင်းသွားခဲ့တာပါအဲဒီနောက်မှာတော့တကောင်အဖိုးတန်ရွှေစင်တွေပေါင်300စီတင်ဆောင်ထားတဲ့ကလအုပ်အကောင်ကြီး80ကျော်ကတန်းစီပြီးလိုက်ပါလာခဲ့ပါတယ်မန်ဆာမူဇာဟာတဲကန်နာယာကြီးကိုဖျက်ဆီးပြီးအီဂျစ်နိုင်ငံကန်ရိုမြို့ရောက်တဲ့ခါမှာတော့တမိုင်းဝင်ဖြစ်ရကြီးဖြစ်ပွားခဲ့ပါတယ်။မန်ဆာမူဇာစီသဘောထားအလွန်ရဲရောပြီးလက်ဖွာလွန်တဲ့ဘီရင်တစ်ပါးပါ။လမ်းမှာတွေ့တဲ့စင်ရဲသားတွေကိုရွှေတွေတပြုံပြုံနဲ့စွန့်ကြဲခဲ့တယ်လို့မြို့တွေကဈေးဆိုင်တွေမှာတွေ့သမျှပစ္စည်းတွေကိုဈေးဆွေးနွေးခြင်းမရှိဘဲရွှေတုံးကြီးတွေနဲ့ရှောက်ဝယ်ခဲ့ပါတယ်။ရလက်ကဘာဖြစ်သွားလဲဆိုတော့ကန်ရိုမြို့ထဲမှာရွှေတွေကအမိုက်လိုပေါ်များပေါ်ရှန့်သွားပြီးရွှေရဲ့တန်ဖိုးကအဆမတန်ထိုးကျသွားခဲ့ပါတယ်။ကုန်စည်နှုန်းတွေကောင်းငင်ထိတက်သွားပြီးအီဂျစ်နိုင်ငံဟာစနစ်နဲ့နီးပါးစီးပွားရေးပြက်ကိန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တမိုင်းတစ်လျှောက်မှာလူတဦးတည်းရဲ့ပေးကမ်းမှုကြောင့်နိုင်ငံတစ်ခုလုံးရဲ့စီးပွားရေးစနစ်ကမောက်ကမာဖြစ်သွားခဲ့ရတာဟာဒါပထမဆုံးနဲ့နောက်ဆုံးဖြစ်ရပါပဲ။မန်ဆာမူဇာရွှေတွေကိုလမ်းမှာဖြုံတီးခဲ့ရုံနဲ့မဟုတ်ပါဘူး။သူဖျားဖို့ပြန်လာတဲ့အာရက်ကထိတ်တန့်ဘီသူကပညာရှင်တွေဆာဆူတော်တွေနဲ့သိပ္ပံပညာရှင်တွေကိုမာလီနိုင်ငံထဲကိုခေါ်ဆောင်လာခဲ့ပါတယ်။ပြီးတော့တင်ဘတူလို့ခေါ်တဲ့မြို့ကြီးကိုကမ္ဘာအဆင့်မီစာအကြီးတိုက်တွေကမ္ဘာအကြီးဆုံးကုန်သွယ်ရေးဗဟိုချက်တွေနဲ့တက္ကသိုလ်ကြီးတွေကိုတိစောက်ပြီးပညာရေးမြို့တော်ကြီးဖြစ်အောင်ဖန်တီးခဲ့ပါတယ်။1385ခုနှစ်ဥရောပမြေပုံမှာအာဖရိကတိုက်ရဲ့အလယ်မှာရွှေတုံးကြီးကိုကင်ပြီးရာဇပလိန်ပေါ်ထိုင်နေတဲ့မန်ဆာမူဇာရဲ့ပုံကိုထည့်သွင်းပြီးကမ္ဘာအချမ်းသာဆုံးဘီရင်ဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။ဒါပေမဲ့တက်ချက်လို့မရနိုင်တဲ့ဒီလောက်အေယာမရွှေတောင်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့မန်ဆာမူဇာတော်မှတကဘာလုံးကစီးစိမ်တွေအကုန်လုံးကိုပေးရင်တော့ပြန်ဝယ်လို့မရနိုင်တဲ့အရာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့သူ့ကိုစစ်မှန်စွာချစ်မဲ့သူနဲ့တီတပန်သက်ဆုံးအတူတူနေခွင့်ပါပဲ။သူဟာရွှေတွေနဲ့အီဂျစ်နိုင်ငံရဲ့စီးပွားရေးကိုကမောက်ကမာဖြစ်အောင်လုပ်နိုင်ခဲ့ပေမဲ့သူ့ရဲ့အခြေဆုံးဇနီးတဲ့ကွယ်လွန်သွားတဲ့အခါမှာတော့အဲ့ဒီရွှေတွေဟာသူ့နှလုံးသားရဲ့တောကတွေကိုမကူစားနိုင်ခဲ့တယ်လို့တေမင်းရဲ့လက်ကနေလည်းပြန်ဝယ်မပေးနိုင်ခဲ့ပါဘူး။ကမ္ဘာချမ်းသာသောလူသားကကျွန်တော်တို့တက်တည်ပြသွားတာတခုကတော့တင်ဘလောက်ပဲချမ်းသာတင်အနာမှာစစ်မှန်စွာချစ်ပေးမဲ့သူတယောက်ရှိနေခြင်းအသာကမ္ဘာပေါ်မှာအဖို့တန်ဆုံးရဟန္တာဆိုတာပါပဲ။အခုတင်အသက်ရှူနေတဲ့၍တင့်ကိုတန်မိုးထားချစ်ပေးနေတဲ့သူရှိရဆိုရင်တင်ဟာမန်ဆာမူဇာထက်တောင်ပိုပြီးကံကောင်းတဲ့သူတစ်ယောက်ပါချစ်ပေးနေတဲ့သူရှိရဆိုရင်တင်ဟာမန်ဆာမူဇာထက်တောင်ပိုပြီးကံကောင်းတဲ့သူတစ်ယောက်ပါအခုလိုဘူးသူရနဲ့ရင်နဲ့ထိစေမဲ့တမိုင်းကြောင်းတွေအတွက် Lion Follow ထားဖို့မမေ့နဲ့ဦးနော်